ဘဝအစမကောင်းတာကိုဘာမှမတတ်နိုင်ပေမဲ့အဆုံးကောင်းဖို့တော့ကိုနဲ့သက်ဆိုင်ပါတယ်မဖြစ်နိုင်ဘူးမလုပ်ဘူးခဏခဏပြောတဲ့သူဟာလူမအိုပေမဲ့စိတ်အိုတော်ပါပြီမနိုင်လို့မလုပ်တာလားမလုပ်လို့မနိုင်လားကောင်းတာတွေလုပ်တိုင်းကောင်းတာတွေဖြစ်မလာပေမဲ့ဆိုးတာတွေနဲ့ဝေးသွားမှာတော့ပိုသေးကြပါတယ်ရှုံးနေခြင်းကိုလက်ခံတတ်ရုံနဲ့မချစ်သေးဘူးဘာကြောင့်ရှုံးနေလဲဆိုတာတွေးမေးဖြေပြုပြီးကြိုးစားခြင်းကိုဘဝလိုခံယူသလိုတာဝန်ကျေခြင်းကိုလည်းဘဝလိုခံယူလိုက်စမ်းပါတင်းကျွန်တော်ကိုစောင်းပြောလို့လည်းရတယ်ဝေဖန်လို့လည်းရတယ်အတင်းပြောလို့လည်းရတယ်ကဲ့ရဲ့လို့လည်းရတယ်အပြစ်တင်လို့လည်းရတယ်အပြုံးမပြတ်ပဲလက်ခံပါတယ်ကျွန်တော်စိတ်ပူတာကအဲ့ဒီကံတင်းထန်ပြန်လာရင်ခံနိုင်ရှိပါမလားမင်းလို့ခြင်းတဲ့ဘဝတစ်ခုရဖို့ဖန်တီးဖို့မင်းရဲ့အချိန်တွေကိုမဖန်တီးတတ်ဘူးဆိုရင်မင်းမလို့ခြင်းတဲ့ဘဝတစ်ခုနဲ့ပေါင်းတဲ့ဖို့အချင်းနဲ့အများကြီးပေးဖို့မင်းကိုဖိကားပေးနေဖို့မင်းခံရလိမ့်မယ်တခါတလေကိုယ့်အတွက်နဖူးကချွေခြေမကြမတရိုးသားစွာအပြင်ပန်းခံထားခြင်းကိုတချို့လူတွေကအစ်မတူသလိုချိုးနှိမ်တတ်ကြတယ်တခါတလေကိုယ့်အတွက်အမှန်တရားကိုစုပ်ကင်ထားခြင်းကိုတချို့လူတွေကယုံမုန်းတတ်ကြတယ်တခါတလေကိုယ့်အတွက်ရန်တဲကနေတန်ဖိုးမဖြတ်မှန်တဲ့အေးအားကိုအချို့လူတွေကအထင်သေးတတ်ကြတယ်အဲ့ဒါကြောင့်ကိုယ်ဆိုရင်တမှုမရှိဘူးလို့သတ်မှတ်ထားတဲ့ရက်ဝန်းကိုရဲရဲသာစွန့်ခွာလိုက်ပါအင်အားကြီးသူတွေဟာနူးညံ့တိမ်မွေးကြတယ်ဉာဏ်ပညာကြီးမားသူတွေဟာတိတ်ဆိတ်ငြိမ်သက်ကြတယ်ကျွယ်ဝသူတွေဟာရိုးရှင်းစွာနေထိုင်ကြတယ်အပြိုရှင်ဆုံးသူတွေဟာဘဝကိုလျှို့ဝှက်စွာထိမ့်သိမ့်တတ်ကြတယ်စစ်မှန်တဲ့အစွမ်းခွန်အားဆိုတာကိုတက်တိပြနေဘူးမလိုအပ်ပါဘူးဒီဗီဒီယိုလေးကိုကြိုက်ရင် like and subscribe လုပ်ဖို့မမေ့နဲ့နော် My Power Control မြန်မာ Channel မှာကြိုဆိုပါရခင်ဗျာ